အားလုံးပဲမင်္ဂလာပါရှင်မေအခုဈေးရပြန်มาနော်ငါးလေးတွေအရှင်လေးတွေတောင်ပါသေးကိုပြောပြမယ်နော်ဒီနေ့အဟင်းစစ်ဖို့ဝယ်ခဲ့တာပေါ့ဒီငါးလေးတွေကဆိုရင်အရင်လက်ဆက်ပါရဲ့အရှင်လေးတွေပြန်တောင်လှော့ရမယ်ဆိုင်ခုနနှစ်ကောင်ဆွတ်လိုက်ပြီနော်ဟိုဒီဟာလေးတွေကလေပြောချင်တာအရင်လက်ဆက်တယ်ဒါငါးလေးလေးလို့မသိဘူး30သားကိုမှ1500ပဲရှိပါရှင်မကြည့်ပြီးတော့ဒီငါးရောဝယ်ခဲ့ပါတယ်ဒါကတော့ဒါကဆိုလို့ရှိရင်ဖြစ်လက်ဆက်တယ်နော်ဒီမကြည့်ငါးရဲ့မျက်လုံးလေးကိုကြည့်တယ်အရင်လက်ဆက်တယ်တနေ့လေးနဲ့မကုန်ရင်တော့မှပဲလေစားနဲ့နေပြီးတော့ဟိုချက်ချလေးထားလိုက်ကြရင်နောက်ရက်ကျမှငြိုပြီးအကြံပတ်လေးကိုကြောစားရမှာနော်ဒါကဘယ်လောက်ဖို့လဲဆိုတော့ဒါ1000မိုးပါအိုးဈေးတွေကပပကြီးရောင်းတာပါရှင်အရန်တန်လို့ပြောတာနော်ဒီငါး1000မှာခုနပြတဲ့ငါးလေးက1500ပါ30တောင်းပြန်နော်အရန်လက်ဆက်တယ်လို့ဒီမှာကြည့်အဲ့ဒါမှ2500ပဲရှိသေးတယ်နော်ဒါချစ်စစ်ထွေတာချင်းပေါ့နော်ပြအောင်မယ်စူးရွက်စားတာတော့မဟုတ်ဘူးဒါပေမဲ့အရွက်ကြော်ပါညာဆိုရင်တော့ဒီအရွက်လေးတွေကိုနေရအမြဲတမ်းလို့ဒီထဲမှာလေးပြီးွယ်ဖြစ်ပေါ့နော်ဒီမှာကြည့်ဒဇင်းမှာ900ပဲရှိတယ်နော်ဒီစူးရွက်ကလေးခုနေ့ကလည်းဝယ်တာပြထားသေးပြထားပူပါလေခုနေ့ကဒီမှာကြည့်လက်ဆက်ဆက်သူဒီမှာကြည့်ကပုံမှန်ဆိုရင်ဒါတွေကလေ900 800ရှိတယ်နော်ဒဇင်းကိုလေဒီမှာအခုဒါ1000ဘိုးပါလက်ဆက်နေပါရောပြီးတော့ဒီဘူးညဒီလိုက900ပဲရှိပါတယ်ဒါ1500ပါနော်ဒါလည်းခုနေ့အတိုင်းနဲ့1500သူကလေတယောက်တည်းမဟုတ်ရင်တော့မိသားစုလိုက်ဆုံးလဲအရေးလေးနဲ့အရေးနည်းနည်းချက်စားလို့ရှိရင်ဒါမိသားစုအစားအရန်မကြီးတဲ့သူဆိုရင်မိသားစုစားလို့ရတယ်နော်ဒီ1500နဲ့စားလို့ရတယ်ညုပ်တီးလေးကိုချစ်တူပြနဲ့ထောင်းပြီးတော့ပြီးရင်ကြက်ဥလေးပဲကြော်ပေါ့နော်အဲ့လိုမျိုးဟင်းတစ်ခွက်ဖြစ်ပါရှင်ပြီးရင်မိဘဝယ်ခဲ့လို့ဆိုတော့ဒီမနေ့ဒါကတော့ဒီနေ့ကြော်စားမယ်ဆိုရဟိုငါးလေးကတော့စားနေနေပြီးနောက်ရက်မှာကြော်စားကိုဆိုပြီးဝယ်ခဲ့တော့မမေကငပိရေဟိုနေရာကြိုထားတာလေးစံလေးရဲ့အတွက်ဒီမှာဒါကပူစီနံမှာလက်ဆက်နေရောတစ်စီးမှ400ပဲရှိပါရှင်အကြီးပါနော်တခြားနေရာမှာလည်းဒီဈေးလောက်ပဲလို့ထင်ပါတယ်ဒီဈေးတက်တောင်ချိုတဲ့ဟာကြီးလည်းရှိမှာဒီမှာတည့်ရဒီကတော့ favorite အရင်ကြိုက်လို့ဒါက900ပါရှင်အားလုံးပဲစင်ကြပါစေမင်းလိုပဲအကုန်တွေ့ကြည့်လိုက်မယ်ဆိုရင်တော့ပြပြမယ်နော်ဒီငါး2500ဟိုက1500ဆိုမှလေ4000ပို့ပဲရှိပြီတိလားအမှငပိဘာညာအစမ်းပတ်တင်နေအဲ့လိုမျိုးလှုပ်ရှားလိုက်လို့ဆိုရင်ဟင်းတစ်ခွက်ကတော့မဖြစ်ဘူး6000နဲ့ဆိုတော့တချို့မိသားစုတေးလေးတွေဆိုစားလို့ဖြစ်တယ်တိတာစင်ပြကြပါစေဒီလိုခဲ့အချိန်မျိုးမှာစင်ပြအောင်လို့ပါရှင်ကျေးဇူးအများကြီးတင်ပါတယ်